လွန်ခဲ့တဲ့နှစ်ပေါင်း2005လောက်ကဆိုရင်အိန္ဒိယအရှေ့မြောက်ပိုင်းကမာဂဒနဲ့ဝေသာလီမြို့အနီးမှာကပိလဝတ်ပြည်ဆိုတာရှိခဲ့ပါတယ်။အဲဒီခါကကပိလဝတ်ပြည်ကိုနေမင်းကဆင်းသက်လာသူလို့အဆိုရှိကြတဲ့မင်းကြီးတုတ်တော်ဒနာကစိုးစံအုပ်ချုပ်ခဲ့ပါတယ်။မြို့ရင်းမှာအချက်ပေးခေါင်းလောင်းတန်ထွက်ပေါ်လာချိန်မှာနန်းတွင်သူနန်းတွင်သားတွေဖြစ်ကြတယ်။ကိုပယ်နဲ့လာရှိကာတို့ကမင်္ဂလာသတင်းတစ်ခုကိုကြားလိုက်မယ်လို့မျှော်လင့်လိုက်ကြပါတယ်။တစ်ချိန်တည်းမှာပဲသပင်တဲ့တယောက်ဟာမြူးမြူးကြွကြွကားကွက်တွေနဲ့တူရဲရင်သူတို့အောင်နိုင်ခဲ့ပြီဆိုတဲ့တေးသချင်းကိုသီဆိုနေရင်းနဲ့မင်းကြီးတုတ်တော်ဒနာစစ်ပွဲကိုအောင်နိုင်ခြင်းနဲ့တူမြို့တွင်းကိုပြန်လာပြီလို့သတင်းစကားပါလိုက်ပါတော့တယ်။နန်းတွင်သူလာရှိကာသတင်းကြားကြားချင်းမှာမိဖုရားငယ်ဖြစ်တဲ့မဟာပဇာပတိဂေါတမီစီကိုအပြေးရောက်လာပြီးမင်းကြီးစစ်ပွဲအောင်နိုင်ကြောင်းကိုသတင်းကိုရှောက်တင်ပါတယ်။ဒီမင်္ဂလာသတင်းကိုကြားတော့ဂေါတမီလည်းမိဖုရားကောင်ကြီးဖြစ်တဲ့အမတော်မာယာဒေဝီကိုသူကိုယ်တိုင်သတင်းသွားပေးမယ်လို့ဆိုခဲ့ပါတယ်။မိဖုရားကောင်ကြီးမာယာဒေဝီဟာဥယျာဉ်ထဲမှာကလေးငယ်တစ်တိုက်နဲ့ပျော်ရွှင်စွာဇော်ကစားလျက်ရှိနေခဲ့ပြီးတော့ကလေးငယ်တယောက်ကိုဖမ်းမိလိုက်ချိန်မှာမျက်လုံးစီးထားတဲ့အဝတ်ကိုဖြည့်ကြည့်လိုက်ရမှာတော့သူ့အနာမှာကလေးတယောက်ပဲရှိတာကိုမြင်လိုက်ရပါတယ်။အမှန်တော့မာယာဒေဝီဟာနှစ်ပေါင်းများစွာကြာသည့်တိုင်ပရိသေတွေမတည်နိုင်တဲ့အစွဲနဲ့အနာမှာကလေးငယ်တွေအများကြီးရှိသည့်အောင်စိတ်ကူးရင်မိနေတာဖြစ်ပါတယ်။အတူဆော့နေတဲ့ကလေးငယ်ကဒေဝဒတ်ပဲဖြစ်ပြီးတော့သူကတခြားနေရာမှာသွားဆော့တော့မယ်လို့ပြောပါတယ်။မာယာဒေဝီကမသွားခင်မှာသူမကိုမေတော်လို့တခွန်းလောက်ခေါ်ပါလို့ပြောခဲ့ပြီးဒေဝဒတ်ကလည်းအနာကပ်ပြီးမေတော်လို့တိုးတိုးလေးခေါ်လိုက်ပါတယ်။သားသမီးရဲ့နာလူချင်းတောင်းတနေရှာတဲ့မာယာဒေဝီဟာအဲ့ဒီခေါ်တန်ကြောင့်ဝမ်းနဲ့ဝမ်းသာစိတ်နဲ့မျက်ရည်တောင်စီးကြလာခဲ့ပါတယ်။ဒီမင်းဝင်းငေးကြည့်နေတဲ့ဂေါတမီလည်းသူ့မျက်ရည်တွေကိုအမြန်တုပ်ပြစ်လိုက်ပြီးနောက်အမတော်စီပြေးသွားခဲ့ပါတယ်။အဲ့နောက်မှာမင်းကြီးဟာစစ်အောင်နိုင်ခြင်းနဲ့တူမြို့ရင်းကိုပြန်ကြွလာပြီဖြစ်လို့ဝစ်တော်လဲပြီးခီးဦးကြိုဆိုဖို့ပြောပါတယ်။မင်းကြီးစစ်ပွဲအောင်နိုင်ခဲ့ပြီဆိုတာကြောင့်ဝမ်းသာအားရဖြစ်သွားတဲ့မာယာဒေဝီဟာဂေါတမီကိုပဲဝစ်တော်လဲပြီးတော့မင်းကြီးကိုကြိုဆိုဖို့နဲ့လိုလေသေးမရှိပြုစုပြီးမင်းကြီးရဲ့ပင်ပန်းမှုကိုဖြေဖျောက်ပေးဖို့ပြောလိုက်ပါတယ်။မာယာဒေဝီကိုယ်တိုင်ကတော့ပရိသေတွေမတည်နိုင်တဲ့အမျိုးသမီးဖြစ်နေတာကြောင့်ဒီလိုမင်္ဂလာရှိတဲ့နေ့မှာမင်းကြီးကိုထွက်မကြိုသေးဘူးလို့ဆိုခဲ့တာပါ။ဂေါတမီကသူမကိုယ်တိုင်လဲအမတော်ရဲ့ဆန္ဒအရမင်းကြီးနဲ့လက်ဆက်ပြီးတော့ကပိလဝတ်ပြည်ရဲ့ထီးနှန်းကိုစက်ခံမယ်သားတော်တစ်ပါးဖွားမြင်ပေးခြင်းပေမဲ့အခုဆိုရင်၄နှစ်တောင်ရှိသွားခဲ့သည့်တိုင်ပရိသေတွေမတည်နိုင်သေးတာကြောင့်အမတော်နဲ့အတူတူပဲဖြစ်ကြောင်းပြန်ပြောပါလိမ့်။ဒီလိုနဲ့ညီမတော်နှစ်ပါးတို့ဟာတဦးရဲ့နာကျင်မှုကိုတဦးကနှစ်သိမ့်ပေးခဲ့ကြပြီးမင်းကြီးကိုအတူတူပဲထွက်ကြိုခဲ့ကြပါလိမ့်။မင်းကြီးတတော်ရာတော်ရှိပါစေဆိုတဲ့ပြည်သူအပေါင်းတို့ရဲ့ကြွေးကြော်သံတွေနဲ့တူတုတ်တော်ဒနာမင်းကြီးဟာနန်းတော်ရှိကိုရောက်ရှိလို့လာခဲ့ပါပြီ။အလားပါဆုံးဝစ်စားဆင်ထားတဲ့မာယာဒေဝီဟာရှေးရုံထုံတန်းစင်လာတိုင်းမင်းကြီးကိုအမွေနှံ့သားတွေနဲ့ဖြန့်ပတ်လို့ပြုံးရွှင်သွားကြိုးဆိုခဲ့ပါလိမ့်။မင်းကြီးကညီတော်ဖြစ်သူကိုသူမရှိစဉ်အချိန်တိုင်းပြည်ဟာပြဿနာများရှိသလားလို့မေးတော့ညီတော်ကတိုင်းပြည်ကအေးချမ်းလျက်ရှိကြောင်းပြန်လျှောက်တင်ပါလိမ့်။မင်းကြီးနန်းတွင်ကိုဝင်မယ်ပြင်တော့ဒေဝဒတ်ကရှေ့ကပိတ်ရက်လိုက်ပြီးတော့သူ့အတွက်လက်ဆောင်မပိုင်နန်းတွင်ကိုဝင်ခွင့်မပေးနိုင်ဘူးလို့ပြောပါလိမ့်။ကလေးရဲ့စကားကြောင့်မင်းကြီးကသဘောကျသွားရည်လိုက်ရင်သူများတွေကဘယင်ကိုလက်ဆောင်ဆက်တာရတာမင်းကတော့ဘယင်စီမှာလက်ဆောင်ပြန်တောင်းတဲ့ကောင်ပဲလို့ဆိုလိုက်ပြီးတစ်သားဓားငယ်တစ်ချောင်းကိုလက်ဆောင်ပေးလိုက်ပါလိမ့်။ဒေဝဒတ်ကဓာတော်မှမကျင်နိုင်သေးပဲမင်းကြီးနဲ့ဓာချင်းရှင်ခုတ်မယ်လို့ဆိုနေသေးတာကြောင့်အတူဆော့ပေးရပါသေးတယ်။အဲနောက်မင်းကြီးကဒေဝဒတ်ကိုပွေးချီလိုက်နဲ့ချစ်စရာကောင်းတဲ့သားတော်လေးဆိုပြီးတော့နမ်းလိုက်ပါလိမ့်။ဒီမင်းဝင်းကိုကြည့်နေတဲ့မာယာဒေဝီကတော့မင်းကြီးအတွက်သားတော်ဖွားမြင်မပေးနိုင်လို့ဝမ်းနေနေရှာပါလိမ့်။နန်းဆောင်တွင်းမှာမင်းကြီးကိုရေချိုးတန်းစင်ပေးချိန်မှာဓာဒဏ်ရာတစ်ခုကိုမြင်လိုက်ရတာကြောင့်မာယာဒေဝီကဒဏ်ရာအရမ်းနာနေလားလို့မေးပါလိမ့်။မင်းကြီးကဒီဒဏ်ရာနဲ့ဆိုင်ကံကြမ္မာကပေးတဲ့ဒဏ်ရာကအစာပေါင်းများစွာပိုနာကျင်ရတယ်လို့ပြန်ပြောပါလိမ့်။ပြေရှင်မင်းတစ်ပါးမို့အဆဆရာရာပြည့်စုံစွာရှိပါလျက်နဲ့ထီးနှမ်းမွေကိုစက်ခံမဲ့သားတော်တစ်ပါးတော်မထွန်းကားတာကြောင့်သူ့ဘဝကဘာမှမရှိသလိုခံစားကြအောင်မာယာဒေဝီကိုယင်ဖွင့်ပါလိမ့်။မာယာဒေဝီကအချိန်တွေကြာနေပေမဲ့အခွင့်အရေးတစ်ခုတော့ရှိလာပြီဖြစ်ကြောင်းနဲ့တော်ဝင်ပရောဟိကြီးကတဝန်လွာတစ်ဆောင်ကိုပေးဖို့ထားကြောင်းပြောပြပါလိမ့်။ပရောဟိကြီးရဲ့နေလနက်ခတ်တွေနဲ့ချိန်ဆတွက်ချက်မှုရယခုရာသီယာကြီးမြတ်တဲ့ပုံကိုယ်တွေဖွားမြင်တဲ့ကာလဖြစ်တာကြောင့်တားစုပန်မှုအချိန်ကာကောင်းဖြစ်တယ်လို့ဆိုထားပါလိမ့်။ဒါကြောင့်ဒီချိန်တားစုပန်ပွဲကတေချာပေါက်အောင်မြင်မှာဖြစ်ပြီးသူမကိုယ်တိုင်သားတော်မမွေးဖွားပေးနိုင်အောင်မိဖုရားလေးဂေါတမီကမွေးဖွားပေးလိမ့်မယ်ဆိုခဲ့တာပါ။ညနေပိုင်းအချိန်မှာမင်းကြီးတရေနိုးလာတော့အနားမှာမာယာဒေဝီကရှိနေတာကြောင့်အပြင်ထွက်ရှာပါတော့တယ်။အမှန်တော့သားတော်တစ်ပါးလိုချင်တောင်းတနေမာယာဒေဝီဟာတူတော်ဒေဝဒတ်ကိုသားတော်အမှန်နဲ့လာကြည့်နေတာပါ။ဒီမင်းဝင်းကိုဒေဝဒတ်ရဲ့မေတော်မင်္ဂလာမြင်တော့မိဖုရားကောင်းကြီးမာယာဒေဝီဟာသူ့သားတော်လေးကိုပိုင်ရုပ်လေးလိုစော်ကစားနေတယ်ဆိုပြီးနောက်ွယ်ကနေမဲ့ရွယ်ကပြောဆိုနေပါလိမ့်။ဒါပေမဲ့မာယာဒေဝီသူ့ကိုမြင်သွားချိန်မှာတော့ချက်ချင်းပဲအမူအရာပြောင်းလိုက်ပြီးဒေဝဒတ်ကိုမိဖုရားကောင်းကြီးရဲ့သားတော်အရင်လိုတတ်မှတ်လို့ရပါတယ်ဆိုပြီးတော့ပြောလိုက်ပါလိမ့်။အဲဒီချိန်မှာပဲမင်းကြီးရောက်လာခဲ့ပြီးတော့
မိဖုရားကောင်းကြီးဒီမှာဘာလုပ်နေတာလဲလို့မေးတဲ့အခါမင်္ဂလာကဂျားကဝင်ပြီးတော့လူတွေကကို့မှာမရှိတဲ့အရာကိုတောင်းတတတ်တာကြောင့်မာယာဒေဝီကိုကျွန်တော်မျိုးမှနားလဲပါတယ်မင်းကြီးဆိုပြီးတော့အမိမောက်မလွတ်တဲ့စကားကိုရှောက်တင်လိုက်ပါတယ်မာယာဒေဝီကအဲ့ဒီစကားကြောင့်စိတ်နှလုံးထိခိုက်ပြီးတော့ထွက်သွားချိန်မှာမင်းကြီးကိုလည်းသားတော်ဒေဝရတ်ကိုသားတော်အရင်လိုသဘောထားလို့ရပါတယ်ဆိုပြီးထပ်ပြောလိုက်တာပါမင်္ဂလာဟာဒေဝဒတ်ကိုကပိလဝုတ်ပြည်ရဲ့ထီးနှံအရရစက်ခံရစီဖို့ကြိတ်ကြံစီနေတာလည်းဖြစ်ပါတယ်။နောက်နေ့မနက်ခင်းမှာတော့စိတ်နှလုံးရွှင်ပြုံးစွာနဲ့ခိုငှက်တွေကိုအစာကျွေးနေတဲ့မင်္ဂလာကိုမြင်ကြရပါတယ်။အဲ့ချိန်မှာသူ့ရဲ့ခင်မုန်းကရောက်လာခဲ့ပြီးတော့သားတော်ဒေဝဒတ်ကိုမမြင်မိပါလားလို့မေးတဲ့အခါမှာဒေဝဒတ်မင်းကြီးစီရောက်နေကြောင်းပြန်ပြောပါတယ်။ခင်မုန်းပြည်သူကသားတော်ကိုတွေ့ကျင်တိုင်းမင်းကြီးနဲ့မိဖုရားခေါင်းစီမှာပဲရောက်နေတယ်ဆိုပြီးတော့မချေမနှက်ဖြစ်ပြီးတော့စကားဆိုလာတဲ့အခါမင်္ဂလာကသူကိုယ်တိုင်သွားပို့ပေးထားတာလို့ပြန်ပြောလိုက်ပါတယ်ပြီးတော့ဒီတိုင်းသာဆိုရင်မကြခင်မှာဒေဝဒတ်ဟာအိမ်ရှိဆန်ဖြစ်လာနိုင်ပြီးနောက်ဆုံးမှာတိုင်းပြည်ရဲ့ထီးနှံဆက်ခံသူဖြစ်လာတော့မယ်ဆိုကသဘောကျသွားဆက်ပြောပါတယ်ဒါတော့ဒေဝဒတ်မင်းကြီးနဲ့အတူတူရာဇပလင်ပေါ်မှာရောက်နေတာမြင်တိုင်းမင်္ဂလာရဲ့မျောလင်းချက်တွေလင်းထိန်လာရပါတယ်သူမနားထဲမှာဒေဝဒတ်ကိုကောင်းကြီးဩဘာပေးနေတယ်ပြည်သူတွေရဲ့အတန်တွေကျဲလောင်စွာကြားနေရပြီဆိုပြီးအားရပါးရပြောလိုက်တာပါဒါပေမဲ့ခင်မုန်းဖြစ်သူကလေထဲတိုင်းအိမ်ဆောက်တာတွေရက်လိုက်ဖို့နဲ့မိဖုရားကောင်ကြီးဒါမှမဟုတ်မိဖုရားလေးကတစ်ချိန်ချိန်မှာသားတော်တစ်ပါးကိုဖွားမြင်လိုက်ရုံနဲ့အိမ်မက်အားလုံးပျက်စီးရမယ်လို့ဝင်ပြောပါတယ်မင်္ဂလာကသူ့ကိုစူးဆဲဆဲပြန်ဆိုင်ကြည့်လိုက်ပြီးတဲ့နောက်မှာပိုက်ကွန်ကျိုးကိုဖြုတ်ချလိုက်တဲ့အခါမှာတော့အစာစားနေကြတဲ့ငှက်တချို့ပိုက်ကွန်နဲ့ဖမ်းမိပါတော့တယ်ဒီမြင်ဝင်းကိုကြည့်ပြီးတော့မင်္ဂလာဟာတိုက်ရီမောရင်းနဲ့ဒီလိုနီးလန်းတွေအသုံးပြုပြီးတော့သူ့ရဲ့အိမ်မက်ကိုအမိရဖမ်းဆုပ်ပြမယ်လို့ပြောခဲ့တာပါခင်မုန်းဖြစ်သူကမကြခင်မှာတော်ဝင်ပရောဟိတ်ကြီးရောက်လာပြီးတော့သားစုပန်ပွဲပြုလုပ်ကြလိမ့်မယ်လို့ပြောတဲ့အခါမှာမင်္ဂလာကသားစုပန်တိုင်းသာပရိသတ်တွေတဲစရန်ဆိုရာဇဝင်ရိုင်းကုန်လိမ့်မယ်လို့ပြန်ပြောလိုက်ပါတယ်အဲဒီနောက်မှာတော့အစီကံမာလေးကာမူကာကိုလမ်းခေါ်လိုက်ပြီးတော့ဖမ်းပြီးတဲ့ငှက်တွေကိုဒေဝရတ်မြားပစ်လေးချင်းကိုတင်ခိုင်းလိုက်ပါတယ်မနက်အောင်တက်ချိန်မှာတော့တော်ဝင်ပရောဟိတ်ကြီးအမှုပြုတဲ့ပုံတော်များဟာမင်းကြီးတို့သားစုပန်ပွဲပြုလုပ်ပေးနေကြပါတယ်အဲဒီနောက်ပရောဟိတ်ကြီးကဂျိုမင်းနတ်မင်းများနဲ့မင်းကြီးရဲ့ရိုးရာနေနတ်မင်းစီမှာတောင်းစုပြုရမယ်လို့ရှောက်တင်ပါတယ်တောင်းစုပြုပြီးတဲ့နောက်မှာနေထွက်ချိန်ကိုစောင့်ကြည့်ရမှာဖြစ်ပြီးနေအောင်ကြီးကြောင့်ဘရုံမှာကြာပန်းပွင့်လန်းလာရင်တော့တားဆူတောင်းပြည့်ပြီလို့ဆိုခဲ့ပါတယ်အဲနောက်မင်းကြီးနဲ့သူအားလုံးကနတ်ဖျားတွေစီမှာတောင်းစုပြုခဲ့ကြပြီးတော့မကြခင်နေမင်းကြီးထွက်လာခဲ့ချိန်မှာတော့မင်းကြီးမျောလင်းထားသလိုပဲဘရုံမှာကြာပန်းဟာပွင့်လန်းလို့လာခဲ့ပါတော့တယ်မင်းကြီးမာယာဒေဝီနဲ့ဂေါတမီတို့ရဲ့မျက်နှာတော်တွေမှာလည်းကြာပန်းနဲ့ပြန်ပြုံးပန်းတွေပွင့်လန်းနေခဲ့ပြီမိတ်မင်္ဂလာကတော့မျက်နှာပြက်ကျသွားပါတယ်ဘရိုကြီးကသားစုပန်ပွဲအောင်မြင်ကြောင်းပြောကနို့ကန်တွေကကြာပန်းကိုမိဖုရားကောင်ကြီးစီဆက်တာလိုက်ပါတယ်ညပိုင်းမှာတော့မိဖုရားလေးဂေါတမီစီကိုဆောင်းတော်ကူးလာတဲ့မင်းကြီးကိုမိဖုရားလေးကဒီတညတာအတွက်မိဖုရားကောင်ကြီးမာယာဒေဝီနဲ့ဖြတ်တန်းစေခြင်းကြောင့်ရှောက်တင်ပါတယ်ဒါပေမဲ့မာယာဒေဝီကလည်းမင်းကြီးကိုဒီတညတာကိုဂေါတမီနဲ့ကုံလုံးစေခြင်းနဲ့ဆိုလို့မိဖုရားလေးရဲ့နန်းဆောင်ကိုရောက်လာခဲ့ကြောင်းမင်းကြီးကပြောလိုက်ပါတယ်ဒီစကားကြတော့ညံထက်တဲ့ဂေါတမီကပရိရဲ့တုံးလိုက်ပြီးတော့ဒီနေ့ကသူမတို့အမျိုးသမီးလာစဉ်ကိစ္စရှိနေကြောင်းရှောက်တင်ကမိဖုရားကောင်ကြီးစီပြန်သွားစေလိုက်တာပါမိဖုရားကောင်ကြီးမာယာဒေဝီကတကိုယ်တည်းဝင်းဝင်းထိန်ထိန်တာနေတဲ့လပြည့်ဝင်းကြီးကိုငေးမောနေချိန်မှာနန်းဆောင်တဲကိုမင်းကြီးဝင်ရောက်လာခဲ့တာကြောင့်အံ့ဩသွားခဲ့ပါတယ်တပတ်မှာတော့အစေခံလာရှိကာကမိဖုရားလေးဂေါတမီကိုဘာကြောင့်မင်းကြီးကိုညာလိုက်ရတာလဲလို့မေးနေခဲ့ပြီးတော့မိဖုရားလေးကတိုင်းပြည်ထီးနှံဆက်ခံသူကိုအမတော်မာယာဒေဝီစီကပဲမွေးဖွားစေခြင်းတယ်လို့ပြောခဲ့တာပါညတကောင်ရဲ့အချိန်မှာမာယာဒေဝီကဘရုံမှာကြာပန်းယူဆောင်လာတဲ့စင်ပြူတော်ကိုအိမ်မက်မြင်မှတ်ခဲ့ပြီးတော့အဲ့ဒီကြာပန်းဟာမာယာဒေဝီရဲ့ဝမ်းတွင်းကိုဝင်ရောက်သွားခဲ့ပါတယ်မကြခင်မှာမာယာဒေဝီနိုးလာခဲ့ပြီးထူးဆန်းတဲ့အိမ်မက်ကြောင့်ပရိသတ်တွေတဲတော့မယ်ဆိုတဲ့အသည့်နဲ့ကြည်နူးဝမ်းသာမဆုံးရှိနေပါတော့တယ်နောက်နေ့မနက်ညီလာခံမှာတော့မင်းကြီးကမိဖုရားကောင်ကြီးရဲ့အိမ်မက်ကိုပရောဟိတ်တွေနဲ့နမိတ်ဖတ်စေခဲ့ပါတယ်တပတ်မှာလည်းမိဖုရားကောင်ကြီးရဲ့နန်းဆောင်တွင်းမှာတော်ဝင်သမားတော်ကြီးနဲ့ဆက်ဆဲမှုပြုလုပ်နေကြပါတယ်ညီလာခံတွင်းမှာပရောဟိတ်ကြီးကဘရုံမှာကြာပန်းဟာကောင်းသောနမိတ်ကိုဆောင်ပြီးကောင်းကင်ကဆင်းသက်လာတဲ့စင်ဖြူတော်ကတော့မြင့်မြတ်တဲ့ပုပ်ကိုဒူတူဖွားမြင်မဲ့အကြောင်းညွန်ပြနေလို့နမိတ်ဖတ်ခဲ့ပါတယ်တစ်ချိန်တည်းမှာပဲမိဖုရားကောင်ကြီးကိုဆက်ဆဲနေတဲ့သမားတော်ကြီးကလည်းဝမ်းသာအားရနဲ့မာယာဒေဝီစီမှာပရိသတ်တွေရှိနေကြောင်းအတီးပြူပေးလိုက်ပါတော့တယ်ဂေါရမီကဝမ်းသာအားရနဲ့အမတော်ကိုပြေးဖက်လိုက်ပြီးတဲ့နောက်မှာမင်းကြီးစီကိုမင်္ဂလာသတင်းပါဖို့ပြေးထွက်သွားခဲ့ပါတယ်မင်္ဂလာကတော့ဟန်ဆောင်မျက်နှာဖုံးနဲ့ဂုံယူပါတဲ့မိဖုရားကောင်ကြီးဆိုပြီးတော့ပြောနေပေမဲ့အတွင်စိတ်မှာတော့အမုန်းတရားတွေပွားများလို့နေခဲ့ပါတယ်ဂေါရမီကဝမ်းသာလုံးပြီးတော့ညီလာခံတွင်းကပရောဟိတ်တွေကိုတော့အမှုမထားမိပဲပြေးဝင်သွားကမင်းကြီးကိုမာယာဒေဝီပရိသတ်တွေတဲခဲ့ပြီဖြစ်ကြောင်းသတင်းစကားရှောက်တင်လိုက်ပါတော့တယ်
ထီနံမွေကိုဆက်ခံမဲ့သားတော်တစ်ပါးရရှိတော့မယ်ဆိုလို့မင်းကြီးကမျက်ရည်တွေရစ်ဝိုင်းလာတဲ့ကြီးဝမ်းမြောက်ဝမ်းသာရှိနေပါတော့တယ်ညီလာခံတွင်းကမူကြီးမှတ်ရာတွေကလည်းဝမ်းသာအားရနဲ့မင်းကြီးတို့ဂုံယူဝမ်းမြောက်နေကြပါတယ်တော်ဝင်ပရောကြီးကဒီလိုအချိန်မှာပရိသတ်တွေခလာတယ်သားတော်လေးကအေကန်စင်စစ်ဆက်ကြောဝရင်းမင်းဖြစ်ရမယ်လို့မင်းကြီးကိုရှောက်တင်ပါတယ်မင်းကြီးကလည်းအဲ့ဒီစကားကြောင့်နှစ်ထောင်းအားရစွာနဲ့ငါသည်လူများရဲ့သခင်ရှင်ပြန်ဖြစ်ပေမယ်သားတော်ကတော့ဘယင်များရဲ့အရှင်ဖြစ်တဲ့ဆက်ကြောဝရင်းမင်းပဲဖြစ်ရမယ်လို့ကြွေးကြော်လိုက်ပါတယ်အဲ့ဒီနောက်မှာတော့ပရောကြီးကမင်္ဂလာခယူသင်းကိုမှုတ်ကန်ညီလာခံကိုအောင်မြင်စွာရုပ်သိမ်းခဲ့ပါတော့တယ်မြို့ရင်းမှာတော့သမင်သည်ကြီးဟာမြူးမြူးကြောကြောကားကွက်တွေနဲ့တူလောကကိုအလင်းဆောင်မဲ့သူမွေးဖွားလာတော့မယ်ဆိုတဲ့တခြင်းကိုတီးဆိုနေရင်းနဲ့မိဖုရားကောင်ကြီးစီမှာပြိတ္တိရှိနေကြောင်းပြည်သူတွေကိုသတင်းစကားပါလိုက်ပါတော့တယ်နန်းတော်တွင်းမှာဂေါတမီယာလောင်ရင်တွေကငှက်တွေကိုလှုပ်ပေးရင်းပျော်ရွှင်နေချိန်မှာမင်္ဂလာရောက်လာခဲ့ပြီးတော့ဘာကြောင့်ငှက်တွေကိုလှုပ်ပေးနေရလဲလို့မေးပါတယ်ဂေါတမီကဒီငှက်လေးတွေလောင်ရင်တွင်းကလွတ်မြောက်ရသလိုပဲရေမြင့်ရှင်ဘီရင်မင်းကြီးတုတ်တော်ရဏလည်းကန်ဆိုးမှုတွေကနေလွတ်မြောက်ခဲ့ပြီးဖြစ်ကြောင်းဝမ်းသာအားရပြန်ပြောပါတယ်မင်္ဂလာကပရိသတ်တွေတဲသူဟာမိဖုရားကောင်ကြီးသာဖြစ်ပြီးတော့ဂေါတမီနေနဲ့တလောက်ပျော်ဖို့မလိုကြောင်းနဲ့ရင်ထဲပျော်ရွှင်မှုကိုမထိန်ချုပ်တတ်ရင်မနာလိုသူတွေကအန်ဒီရပြုတ်နိုင်တယ်လို့ပြောပါတယ်ဂေါတမီကစိတ်ပူဖို့မလိုအပ်ကြောင်းနဲ့မလိုမုန်းထားသူတွေကရုပ်ပြက်ဆင်းပြက်ဇက်သိမ်းတတ်တယ်လို့ဆိုကာမင်္ဂလာရဲ့မျက်နှာချီအနှဲငယ်ကိုဖြတ်ပြီးထွက်သွားခဲ့ပါတယ်ကျန်ခဲ့တဲ့မင်္ဂလာကကျွန်ုပ်ရဲ့မျက်နှာချီအနှဲငယ်လေးသာပြတ်သွားပြီမယ်တင့်ကိုတော့အမြဲမျက်ရည်ကျနေအောင်လှုပ်ပြမယ်လို့ကြိမ်းဝါလိုက်ပါတယ်မဟာဒေဝီပရိသတ်တွေလွယ်ထားရခြင်းကစလို့ဂေါတမီဟာအစားအသောက်အနေထိုင်ကအစဆဆရရကိုလွန်စွာဂရုစိုက်ပေးတာကြောင့်မာယာဒေဝီကတင်ကကျွန်တော်ရဲ့ညီမတော်လားမေတော်လားလို့တော့မေးယူရပါတယ်ဂေါတမီကလည်းညီမတော်ဖြစ်လို့အမတော်ကိုဂရုစိုက်ဖြစ်နေရကြောင်းနဲ့ဖွားမြင်လာမဲ့သားတော်လေးကလည်းအမတော်နဲ့သားတော်အဖြစ်သာတော်ဆက်ရမှာဖြစ်ပေမဲ့ဂေါတမီအနေနဲ့ကတော့နှစ်မျိုးတော်ဆက်ရမှာလို့ပြောပါတယ်မဟာဒေဝီကဘာကြောင့်နှစ်မျိုးတော်ဆက်မှာလဲဆိုတော့ဂေါတမီကသားတော်ကအမတော်ရဲ့သားဖြစ်တာကြောင့်တူဖြစ်တော်ဆက်တယ်လို့သူဟာမင်းကြီးနဲ့လည်းလက်ဆက်ထားတာကြောင့်သားအဖြစ်လည်းတော်ဆက်နေတယ်လို့ရှင်းပြပြီးပြုံးပြုံနေခဲ့ကြပါတယ်ဒီမင်းဝင်းကိုကွယ်ရာကနေချောင်းကြည့်ပြီးတော့အမုန်းတရားတွေပွားနေသူကတော့ဒေဝရရဲ့မေတော်မင်္ဂလာပဲဖြစ်ပါတယ်တကယ်မှာဒေဝရကကြောက်တိုးတွေနဲ့စော်ကစားနေခဲ့ပြီးတော့အနီးနားမှာမဟာဒေဝီကလမ်းလျှောက်နေခဲ့ပါတယ်ဒေဝရစော်ကစားပြီးချိန်မှာတော့မင်္ဂလာကြောက်တိုးတွေကိုမဟာဒေဝီလာမဲ့လမ်းမှာကျဲချလိုက်ပြီးအကွယ်တနေရာကနေချောင်းနေပါတယ်အမှုမထားမိတဲ့မဟာဒေဝီကလည်းကြောက်တိုးတွေကိုနင်းမိပြီးတော့ချော်လဲသွားပေမဲ့ဂေါတမီနဲ့လာရှိကာတို့ကအချိန်မီထိမ့်ပေးလိုက်နိုင်ပါတယ်မင်္ဂလာထင်းတို့ဖြစ်မလာတဲ့အခါမှာကွယ်အားကနေထွက်လာပြီးတတိထားတော်မူပါဖျားဆိုပြီးတော့အလံတကြားဟန်ပန်နဲ့ပြေးဝင်လာခဲ့ပါတယ်သူမကန်ကောင်းထောက်မလို့ဘာမှမဖြစ်ကြောင်းနဲ့မဟုတ်ရင်တော့ချော်လဲပြီးတော့ရင်သွေးတောင်ပြတ်ကျနိုင်တယ်လို့ပြောလိုက်တာကြောင့်မာဒီဝီလည်းထိတ်လန့်သွားပါတော့တယ်ဂေါတမီကမလို့သူတွေဖြစ်စေခြင်းတို့ဖြစ်လာမှာမဟုတ်ဘဲမိဖုရားကောင်ကြီးကသားတော်ကိုအောင်မြင်စွာဖွားမြင်ပါလိမ့်မယ်ဟုတ်တယ်မလားမင်္ဂလာလို့မေးလိုက်တော့မင်္ဂလာကအောင်သီးအောင်သက်နဲ့ဟုတ်ပါတယ်လို့ပြန်ဖြေလိုက်ရပါတယ်ညနေတကောင်ချိန်မှာကိုပဲရတစုံတယောက်ကိုစောင့်မျှော်နေခဲ့ပြီးမကြခင်မှာတော့မြင်းစည်းလာတဲ့လူတယောက်ရောက်လာပါတယ်အနီးရောက်မှဝေးုံကိုဖယ်လိုက်တော့အဲ့ဒီလူဟာမင်္ဂလာရဲ့ခင်မုန်းဖြစ်နေတာကိုမြင်လိုက်ရပါတယ်ကိုပဲဆိုသူဟာတမားတော်ရဲ့အစီကံဖြစ်ကနန်းတွင်းသူလာရှိကားတဲ့မြစ်တာရှိနေတာဖြစ်ပြီးတော့လက်ထပ်နိုင်မှုအတွက်ရွှေတင်းကားနဲ့တောင်းရမ်းယူရမှာဖြစ်ပါတယ်မင်္ဂလာရဲ့ခင်မုန်းကသူ့ကိုရွှေတင်းကားတစ်ထုပ်ပြစ်ချပေးလိုက်ပြီးတဲ့နောက်လူတယောက်ကိုအစိတ်နဲ့လှုပ်ကြံမှုစေခိုင်းလိုက်ပါတယ်လူတယောက်ကိုအစိတ်ခန့်မယ်ဆိုတာကြောင့်တွေးဝေသွားတဲ့ကိုပဲကိုမြေပေါ်ကလူကြီးကလူဆိုတာကိုတက်လန်းကိုရွေးချယ်ရကြောင်းနဲ့ဒီတိုင်းသာနေသွားရင်သေတဲ့အထိတမားတော်ရဲ့အစီကံပဲဖြစ်နေလိမ့်မယ်လို့တွေးထိုးစကားပြောလိုက်ပါတယ်အဲဒီတော့မှကိုပဲလဲနားဝင်သွားခဲ့ပြီးရွှေတင်းကားထုတ်ကိုကောက်ယူလိုက်ချိန်မှာတော့အဲဒီလူကြီးကဒီအပိုင်းတွင်းမှာမာယာဒေဝီယာမိခင်လောင်းဂုံပြူပွဲပြုလုပ်မှာဖြစ်တာကြောင့်အဲဒီအခွင့်အရေးကိုအတုံးချရမယ်လို့ပြောလိုက်ပါတော့တယ်ကိုပဲကလာရှိကားကိုရွှေတင်းကားတွေပေးပြီးအလုပ်တစ်ခုလုပ်ပေးဖို့ခိုင်းတဲ့အခါမှာလာရှိကာကဘသူကခိုင်းတာလဲဆိုတာမပြောရင်မလုပ်နိုင်ဘူးလို့ဆိုလိုက်ပါတယ်ကိုပဲကသူတို့နှစ်ယောက်စလုံးသူတစ်ပါးအစီကံဖြစ်ကနေလွတ်မြောက်ဖို့အတွက်စွန့်စားရမယ်လို့ဆိုလာခဲ့ပြီးလာရှိကာကိုကိုပဲနဲ့အိမ်ရှိဆန်အလောင်းထရာဘသူကိုပိုချစ်လဲရွေးချယ်ပါလို့ပြောလိုက်ရမှာတော့လာရှိကာလည်းတွေးဝေသွားခဲ့ပါတော့တယ်မိခင်လောင်းဂုံပြူပွဲမှာမာယာဒေဝီရဲ့စားတော်တွေကိုအစိတ်ခတ်ပေးဖို့ကိုပဲကခိုင်းစေခဲ့တာဖြစ်ပြီးလာရှိကာအချစ်တွက်နဲ့အရှင်သခင်ကိုတစ္ဆာဖောက်ဖို့တိမတင်ဝေခွဲမရဖြစ်နေခဲ့ပါတယ်အတွေးလိုပြီးတော့လမ်းလျှောက်လာနေကမင်္ဂလာကိုဝင်တိုက်မိခဲ့တာကြောင့်သူမကိုဘာတွေဖြစ်နေရလဲလို့မေးပါတယ်လာရှိကာတခုပြောဖို့လုပ်ပေမဲ့အနောက်ဘက်ကနေကိုပဲကစိုက်ကြည့်နေတာကြောင့်ဘာမှမပြောရတော့ပါဘူးနောက်ဆုံးမှာတော့ဆုံးဖြတ်ချက်ချလိုက်ပြီးမိဖုရားကောင်ကြီးကိုအမှန်တိုင်းရှောက်တင်ဖို့လုပ်ခဲ့ပေမဲ့ဒါကိုရိပ်မိသွားတဲ့မင်္ဂလာကကြားဝင်လာပြီးရှောက်တင်စရာရှိတာကိုနောက်မှရှောက်တင်ဖို့နဲ့အခုမိဖုရားကောင်ကြီးအတွက်စားတော်ကိုအမြန်ဆက်တာပါဆိုပြီးတော့ဝင်ပြောလိုက်ပါတယ်လာရှိကာစားတော်ပွဲကိုယူဆောင်လာတဲ့ချိန်မှာ
ကိုဘဲကလမ်းမှာပိတ်ရက်ပြီးစားတော်ထဲမှာအစိတ်ခတ်ထဲ့လိုက်ပါသည်အခမ်းအနားစီကိုရောက်တော့စားတော်ကိုမင်္ဂလာကလှမ်းယူလိုက်ပြီးဂေါတမီကိုကမ်းပေးလိုက်ပါသည်မာဒေဝီနားမှာဒေဝရတ်လည်းထိုင်နေတာကြောင့်မင်္ဂလာကသူ့သားတော်ကိုလည်းခေါ်ထုတ်လိုက်ပါသည်ဒါမဲ့ဂေါတမီကမာဒေဝီကိုစားတော်ခုံမိမဲ့အချိန်မှာဒေဝရတ်လေးကသားတော်အရင်စားခြင်းနဲ့ဆိုပြီးတော့ဝင်ပူစားပါတော့တယ်မင်္ဂလာနဲ့သူခင်မုန်းတို့လည်းထိတ်ကနေဖြစ်ကုန်ကြချိန်မှာဒေဝရတ်ကိုသားရင်လိုချစ်ကြတဲ့ဂေါတမီကလည်းအရင်ခွန့်ကျွေးလိုက်ပါတော့တယ်မနေနိုင်တော့တဲ့လာရှိကားဇုံကိုပုတ်ချပြီးဒေဝရတ်ကိုပြန်ထွေးထုတ်စေလိုက်တာပါနားမလည်နိုင်တဲ့ဂေါတမီကလာရှိကားဘာလုပ်တာလဲလို့မေးလိုက်တဲ့အခါမှာတော့မိဘကောင်ကြီးရဲ့စားတော်ထဲမှာအစိတ်ခတ်ထားကြောင်ရှောက်တင်လိုက်ပါတော့တယ်ဒေါသအိုပေါက်ကွဲသွားတဲ့ဂေါတမီကလာရှိကားကိုဆွဲရမ်းပစ်လိုက်ပြီးဘယ်လိုလူကမာယာဒေဝီကိုအစိတ်ခတ်ရဲတာလဲလို့မေးလိုက်တဲ့အချိန်မှာမင်္ဂလာတို့ထွဲကတော့မျက်နာတွေပြက်ကုန်ကြပါပြီလာရှိကားလည်းစားတော်ထဲမှာအစိတ်လောင်းထဲသူကိုဘဲကိုလက်ညှိုးညွန်ပြလိုက်ရမှာတော့ရဲမတ်တွေကသူ့ကိုဖမ်းချုပ်လိုက်ကြပြီးနောက်ွယ်ကစေခိုင်းသူကိုစစ်မေးကြပါတော့တယ်ဒါမဲ့ပြန်မဖြေရသေးခင်မှာပဲကိုဘဲအလံပြစ်ချက်နဲ့နေရာမှာပွဲချင်းပြီးသေဆုံးသွားခဲ့ပါတော့တယ်မင်္ဂလာရဲ့ခင်မွန်းဖြစ်သူကသူ့ကိုဖော်ထုတ်လိုက်မှဆိုးတာကြောင့်နှုတ်ပိတ်လိုက်တာပဲဖြစ်ပြီးမင်းကြီးကိုတော့တော်ဝင်မျိုးနွယ်ကိုလှုပ်ကြံသူကို10မိနစ်တောင်အသက်ရှင်ခွင့်မပေးနိုင်လို့စိတ်လိုက်မှန်ပါလှုပ်လိုက်မိတာဖြစ်ကြောင်းနဲ့ဒီအပြစ်တွေလည်းခွင့်လွတ်တော်မူပါဆိုပြီးတော့တောင်းပန်စကားဆိုခဲ့ပါသည်မင်းကြီးကညီတော်ကိုနားလဲစွာနဲ့ပွေဖက်လိုက်ပြီးသူ့နောက်ကျောဘက်ကညီတော်ဖြစ်သူရဲ့ကောက်ချစ်တဲ့အပြုံးကိုတော့မမြင်နိုင်ဖြစ်နေခဲ့ရပါသည်မာယာဒေဝီမွေးဖွားဖို့အချိန်နီးကပ်လာတဲ့တနေ့ပါမင်္ဂလာဟာနန်းဆောင်ကိုရောက်လာပြီးတော့စကားပြောခွင့်တောင်းပါသည်မာဒေဝီကမင်္ဂလာနေနဲ့ခွင့်ပြုချက်တောင်းနေကြမလို့ကြောင်းပြောလိုက်ပြီးပြောခွင့်ပေးတဲ့အခါမှာမင်္ဂလာကမင်းကြီးမှာအသက်အန္တရာယ်ရှိကြောင်းနဲ့မင်းကြီးကိုလှုပ်ကြံမဲ့သူကလည်းမာယာဒေဝီကိုယ်တိုင်ပဲဖြစ်ကြောင်းပြောလိုက်တာပါမာယာဒေဝီကနားမလည်နိုင်စွာနဲ့အကျိုးကြောင်းကိုမေးတော့မင်္ဂလာကဖာခမီးတော်နားမှာဆယ်လာလုံးလုံးကိုဝင်ဆောင်ထားတဲ့တားယောက်ျားဟာအရွယ်ရောက်လာချိန်မှာခမီးတော်ကိုအသက်အန္တရာယ်ပြုတ်တတ်တယ်လို့ရှေးယူရှိကြောင်းပြောခဲ့တာပါဒါကြောင့်မိဖုရားကောင်ကြီးနေနဲ့မင်းကြီးနဲ့တိုင်းပြည်ပေါ်မထိခိုက်စေလို့ရင်ကပိလဝုတ်ပြည်မှာမိမဖွားတင်ကြောင်းပြောလိုက်တော့မာယာဒေဝီကလည်းနောက်နေပါပဲမိဘတွေရဲ့တိုင်းပြည်ဖြစ်တဲ့ဒေဝဒဟပြည်ကိုခီးထွက်ဖို့ပြင်မာတော့တယ်မင်းကြီးကစိုးရိမ်စိတ်နဲ့ထွက်မသွားဖို့အချိန်ချင်းတားပေမဲ့လည်းမာယာဒေဝီကဇာတိတိုင်းပြည်ကမိဘတွေအနားမှာမိဖွားပါရစေဆိုပြီးအတင်းတောင်းဆိုကထွက်သွားခဲ့ပါတော့တယ်ဒီလိုနဲ့မာယာဒေဝီနဲ့ဂေါတမီတို့အတူတူခီးထွက်လာခဲ့ကြပြီးညပိုင်းမှာတော့လုံမဏီတာမောအင်ဂျင်တော်လို့ဖွဲ့ဆိုကြတဲ့လုံမဏီဥယျာဉ်မှာခီးတစ်ထောက်နားကြပါတယ်ဒုက္ခဘုံတစ်ခုလိုတိတ်ဆိတ်ငြိမ်သက်ပြီးတော့တာယာအေးချမ်းလာတဲ့ဥယျာဉ်တွင်းမှာညီမတော်နှစ်ပါးလမ်းလျှောက်နေစင်မှာပဲမာယာဒေဝီဝမ်းနာလာပြီးတော့အင်ဂျင်ငိုင်းကိုစုပ်ကင်လိုက်မိပါတော့တယ်တစ်ဖက်မှာတော့သူတော်စင်ရသေးတပါးတရားရှုမှတ်နေရင်ကတစုံတစ်ခုသောနမိတ်ကိုသိမြင်လိုက်ရပြီးကဘာကြီးကိုပြောင်းလဲပေးမဲ့သူဖွားမြင်လာတော့မယ်အကြောင်းတပည့်ဖြစ်သူကိုဝမ်းမြောက်ဝမ်းသာလှမ်းပြောခဲ့ပါသည်တစ်ချိန်တည်းမှာပဲမာယာဒေဝီကလည်းသားတော်ကိုဖွားမြင်နိုင်ခဲ့ပြီးတော့ရန်ရွှေတော်တွေနဲ့အတူတူပြုံးပျော်ကြည်နူးလျက်ရှိနေကြပါသည်ဂေါတမီကသားတော်လေးကိုတီးဥတီးပွေ့ချီထိုင်းကသားတော်ကိုဘလို့အမိကေမွန်းတက်မလဲလို့မေးတော့မာယာဒေဝီကတိတ်တထလို့ပြောလိုက်ပါတော့တယ်ပြီးတော့လောကရဲ့အမှောင်ကိုအလင်းဆောင်မဲ့ဗုဒ္ဓရဲ့ဖြစ်စဉ်သမိုင်းဟာလေဒီအချိန်မှာပဲစတင်လာခဲ့ပါတော့တယ်